ဒီနေ့ကျမခြေသေးလက်သေးဆိုင်သွားရင်နဲ့တန်ရာတစ်ခုရလာတယ်တိတိကျကျပြောရမယ်ဆိုရင်တော့လုပ်ပြီးတဲ့ညီမလေးကခြေဆွဲနားကအတမာကိုညှက်ရင်းနဲ့အသားကိုညှက်မိပြီးသွေးထွက်လာတာပေါ့လေ1 mm လောက်ပဲရှိရပါဒါပေမဲ့ကျမမှာတော့အတွေးတွေအများကြီးပဲပေါ့သူတို့ကဒီလက်သေးခြေသေးညှက်တဲ့ clipper တွေကိုပိုးသက်ရလား HIV ပိုးဆိုတာမျိုးကတော့ယောဂပိုးရှိတဲ့သူကိုညှက်ထားပြီးသွေးထွက်ထားခဲ့ရင်တောင်မှပဲမိနစ်ပိုင်းပဲခက်နိုင်တာဆိုတော့ဒါကမဖြစ်နိုင်ဘူးဒါမဲ့အသိအောင်တော့စီဘိုးတာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့dry surface ပေါ်မှာတစ်ပတ်လောက်ထိသူကအသက်ရှင်နေလေအဲ့တော့ကျမရှိမှာစီဘိုးရှိရဲ့သူတယောက်ကိုညှက်ထားခဲ့မယ်အဲ့လူကိုညှက်တုံးကလည်းသွေးထွက်ခဲ့မယ်ဆိုလို့ရှိရင်ကျမစီကူဖို့ရာခိုင်နှုန်းရှိတယ်ပေါ့အဲ့ဒါကလည်းတော်တော်တော့နဲပါတယ်သူကစီဘိုးရှိရဲ့သူတယောက်ကလည်းဆိုင်ကိုလာအောင်မှလာပြီးတော့လည်းဒီကလစ်ပါနဲ့ပဲညှက်မိအောင်မှညှက်မိပြီးသူလည်းသွေးထွက်ခဲ့အောင်မှပေါ့လေဖြစ်နိုင်ခြေတော်တော်နဲတယ်ဆိုပေမဲ့ကျမကတော့ဒါကိုတနေကုန်ပဲတွေးနေတော့တာပေါ့အဲ့တော့ကျမချားဟာတွေလည်းတွေးမိလာတယ်ညနေလောက်ကြတော့ပေါ့လေတော်တော်တွေးလို့အားရတဲ့အချိန်ကြတော့ကျမတို့ကဒီလိုပဲအနာတစ်ခုခုရတယ်ဆိုလို့ရှိရင်အဲ့အနာကိုခဏခဏသွားဆန်းနေကြည်တယ်နားလိုက်တာလို့ခဏခဏညီးတယ်ဒီဟာကိုပဲ attention ပေးတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကိုယ်စိတ်ထဲကဒီဟာကြီးကိုတဖြည်းဖြည်းပုံကြီးချဲ့လာတာပေါ့နော်ကိုပဲစိတ်မသက်မသာဖြစ်လာတယ်ကျမတို့ဘဝမှာကြုံရတဲ့အဆင်မပြေမှုတွေဆိုတာလဲအဲ့လိုအနာလေးတွေလိုပဲတကယ်တော့သူဖြစ်ပြီးသူပျောက်သွားတာပဲဒီတိုင်းထားလိုက်လို့ရှိရင်ပြီးသွားတာပဲကိုကဒါကိုပဲသွားပြီးအဆင်မပြေတာကိုပဲအကြောင်းလုပ်နေတယ်ဆိုလို့ရှိရင်တော့အာယုံဆိုင်တဲ့ကိစ္စကြီးကကြီးကျယ်လာတာပေါ့လေဥမာမိုးရွာတယ်လို့ပဲပေါ့မိုးရွာတာဟာကောင်းတာလည်းမဟုတ်ဆိုးတာလည်းမဟုတ်ဘူးဒါသဘာဝပဲဒါပေမဲ့လေကိုကသွားပြီးတော့ဟဲမိုးရွာပြန်ပြီသွားရလာတာခက်လိုက်တာဖက်နဲ့တီတော့ညစ်ပတ်ကုန်တော့မှာပဲငါပေါင်းမိဖြူလေးဝတ်လာမိတာဆိုတာမျိုးဖြစ်တဲ့အချိန်မှာတော့မိုးရွာခြင်းဆိုတဲ့ကိစ္စကပြဿနာကြီးဖြစ်သွားရောတနည်းအားဖြင့်လည်းဒါအဆင်မပြေတာကိုအကြောင်းလုပ်ခြင်းပေါ့နော်ကိုယ့်ရဲ့စွမ်းရည် energy ဆိုတာကလည်းကို attention ပေးတဲ့နေရာကိုစီးဆင်းသွားတဲ့လေ့ထားရှိတယ်အဲ့တော့ပြဿနာတစ်ခုကိုကခေါင်းထဲမှာထည့်ပြီးအမြဲတွေးနေမယ်အဲ့ပြဿနာအကြောင်းကိုပဲစဉ်းစားနေတဲ့ပတ်လက်တကယ်ချင်းတွေကိုဖုန်းဆက်ပြီးရင်ဖွင့်တယ် Facebook မှာတက်ပြီးပူညံလုပ်တယ်ဆိုလို့ရှိရင်ဒီပြဿနာကြီးကပိုကြီးထွားလာပိုအမြင့်တွယ်လာပြီးတော့ကိုကပြဿနာအကြောင်းစိတ်ညစ်တာမဟုတ်တော့ဘူးပေါ့နော်အဲ့ပြဿနာပေါ်ထားတဲ့ကိုရဲ့သဘောထားကကိုပိုပြီးစိတ်ညစ်စေလာတာပေါ့အဲ့ဒါကြောင့်ကျွန်မအရင်ကြိုက်တဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ပြဿနာဆိုတာကတဲ့ 1% က the problem itself ပဲ 99% ကတော့ကိုကအဲ့ပြဿနာကိုဘယ်လိုသဘောထားလဲ how you react ပေါ်မှာပဲမူတည်တယ်တဲ့ကိုကဒီပြဿနာကြီးကိုကြီးလာကြီးရဲ့လို့သဘောထားရင်တကယ်ကိုလေးလံနေမှာဒါတော့မဟုတ်ပါဘူးလို့သဘောထားလိုက်တဲ့ဆိုလို့ရှိရင်လည်းပြဿနာအလောက်ကြီးမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီလောကကြီးမှာကိုထိန်းချုပ်လို့မရတဲ့အရာတွေကလည်းအများကြီးပဲလူတွေရဲ့အတင်းဖြင်းနေတခုလိုမျိုးဖြစ်တဲ့မတော်တဆအဆင်ပြေမှုလေးတွေရာသီဥတုပူရာအေးတာတွေဒါတွေကိုလစ်လျူရှုလိုက်ပေါ့နော်လစ်လျူရှုတဲ့ဆိုတဲ့နေရာမှာလည်းညံနဲ့တော့ရှင်ရမှာပေါ့ကျမလို case မျိုးဆိုလို့ရှင်တော့ကျမနောက်3လနေလို့ရှင် blood test လေးတော့စစ်ကြည့်ရမယ်ကျမစောစီးစီးသိအောင်အရှူကတော့လုပ်ရမယ်ဒါမျိုးပေါ့လေကိုမတက်နိုင်တာတွေဆိုလို့ရှင်တော့ထားခဲ့လိုက်တော့ပေါ့အဲ့တော့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းနဲ့ဆိုလို့ရှိရင်အဆင်မပြေတာတွေကိုလည်းခေါင်းစဉ်မတက်နဲ့အကြောင်းပြချက်မလုံးနဲ့သူတို့ကကိုယ့်ဘဝဇလန်ရဲ့အဓိကဇက်ကောင်တွေလည်းမဟုတ်ဘူးဒီစိုးတာကိုပဲတောက်လျှောက် focus ထားနေတဲ့စိတ်ကိုပြင်ဆင်ပြီးတော့ကိုအတွေးတွေကိုတတိထားမိခြင်းမှာရက်တန့်လိုက်ပေါ့နော်ဒါဆိုကိုဘဝပို့ပြီးပေါ့ပါသွားပါလိမ့်မယ်အဲ့တော့ဒါကတော့ဒီနေ့ thought of the day ကနေပြီးတော့မျှဝေခြင်းနဲ့အထွေးလေးပဲဖြစ်ပါတယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေရှင်